င်လယ်ဗျာကြီးရဲ့အောက်မှာကျွန်တော်တို့မမြင်နိုင်တဲ့တကယ့်ထိုက်လန့်စရာအမဲလိုက်ပွဲကြီးတွေနေ့တိုင်းဖြစ်ပွားနေတယ်ဆိုတာသင်သိပါသလားအခုမြင်တွေ့နေရတာကတော့ပင်လယ်ပြင်ရဲ့ထိုက်သီးအမဲလိုက်တတဝါတွေဖြစ်တဲ့ကီလာဝေဒါမှမဟုတ်အော်ကာအုပ်စုကဟမ်ဘက်ဝေလင်ကမိခင်နဲ့သားငယ်ကိုဝိုင်းရံတိုက်ခိုက်နေတာပဲဖြစ်ပါတယ်အော်ကာတွေဟာသူတို့ရဲ့စနစ်ကျလာတဲ့အဖွေစည်းလိုက်အမဲလိုက်ပုံကြောင့်ပင်လယ်ပြင်ကဝင်ပလွေးများလို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်သူတို့ရဲ့ပစ်မှတ်ကတော့ခုခံနိုင်စွာနဲသောဝေလင်ကားသားနယ်လေးပဲဖြစ်ပါတယ်မိခင်ဝေလင်ကားကြီးဟာသူမရဲ့သားငယ်ကိုကာကွယ်ဖို့ကအစွမ်းကုန်ကြိုးစားနေတာကိုတွေ့ရမှာပါအော်ကာတွေဟာသားငယ်ကိုမိခင်နဲ့လူခွဲဖို့ကြိုးစားကြပြီးသားငယ်ကိုရေအောက်ထဲနှစ်မြုပ်လောက်နီးမျိုးစုံနဲ့တိုက်ခိုက်ကြပါတယ်ဒီလိုတိုက်ပွဲတွေဟာတဘာဝတရားရဲ့ကြမ်းထားတဲ့နိယမတစ်ခုပါအော်ကာတွေဟာအလွန်ထက်မြက်တဲ့တတဝါတွေဖြစ်ပြီးတိုက်ခိုက်မဲ့ဖြူဟာကိုကြိုတင်ရေးဆွဲတတ်ကြပါတယ်တစ်ဖက်မှာလည်းဝေလငါမိခင်ကြီးနဲ့ကာကွယ်လိုစိတ်ကလည်းအန်ကမန်းပါပဲသူမဟာသူမရဲ့ကိုခန္ဓာကြီးနဲ့တားငယ်ကိုအကာအကွယ်ပေးရင်းအော်ကာရီကိုအမီးနဲ့ရိုက်ပုတ်ပြီးပြန်လည်ခုခံပါတယ်ဒီလိုတဘာဝတရားရဲ့ထိုက်လန့်ရင်ခုန်စရာအဖြစ်အပျက်တွေကိုအမြဲကြည့်ရှုခြင်းနေဆိုရင်တော့ကျွန်တော်တို့ရဲ့ page ကို like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့အောင်တင်တာဒီဝေလငါမိခင်နေရာမှာဆိုရင်ဘလို့ခံစားရမလဲဆိုတာကိုလည်း comment မှာရေးပေးပါဦးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်